好，就。爸，你爷爷是怎样的？ဘာဖြစ်လို့လဲငါသူနဲ့ဆက်သွယ်မိရကြာပြီ ဟုတ်လားဘယ်လောက်ကြာပြီလဲ တနေ့တော့ရှိပြီ ဟာတနေ့နေတနေ့ချင်းများတော့ကြာငါ့ကိုဘာလို့မပြောတာလဲ ဟုတ်တယ်ငါလည်းဒီတိုင်းပဲသူ့ကိုဆက်သွယ်ဖို့ကြိုးစားနေနေမပြောမိငါလည်းနေနဲ့အောင်ဆက်သွယ်ရတယ် ငါနဲ့လား อืม ဟုတ်အော်ငါနဲ့အဆက်တွေရတာဗောဟာ လာ အေးအဲ့ကောင်ငါ့ကိုညတိုင်းဖုန်းဆက်တယ်ဟိုသူဖုန်းဆက်တဲ့အခါကျရင်လည်းညတတိယကြောင်းပြောရတယ်တကယ်ပေါ့ဟာရတယ် သူမရောငါလည်းပြောသေးတယ်ချာ ကြာပြန်လာတော့မယ်တဲ့နော် တကယ်လား မစင်ကောင်းပြန်တယ်တကယ် ပြင်ငါကျေးဇူးတင်ရနော် ရပါရဲ့ဟာတော့တကယ်ချင်းနေပဲဟာချုပ် ဟမ် ပြသွားရမယ် တော့မယ်လေ โอเค ဘာပြောရလဲဘာမှချက်တော့မပြောဘူးနော်ဟာလေချက်ကိုစကားတော့ပြန်လာလိုက်ငါအပွားရောက်ပြီလေရမ်းအောင်ရပဲနော် ဟုတ်တာလားဟာခေါင်းရင်တော့တည်ကျွမ်းခဲ့မောင်ရဲ့မိတ်ဆွေတွေလေ ဟာမိတ်ဆွေဟုတ်လားဟိုကဘာလို့လဲဘာလို့ချစ်ရမိတ်ဆွေပြရမှာလဲ ဟုတ်တာလားဒါနိုင်ငံခြားမှာကျောင်းသွားတယ်လက်ထပ်ခဲ့တဲ့ငါရဲ့စနီးလေခုလည်းပြန်မိဘတွေခေါ်ပြီးတော့ခုလည်းဒီလိုနိုင်ငံခြားမှာခြေချလို့လုပ်ပြန်လာ 这种这啥西的搞的？没搞过来呀？ မြင်တဲ့အတိုင်းပဲ 没有搞过来的，干嘞没干嘞？ ဒီမှာရောက်တာပါလား 领导的，干啥都给啥？领导拿心干的上位，没得理，来走吧没？ ပါငါဘာဖြစ်နေရှိလို့လဲငါတို့ဒီကောင်တစ္ဆာရှိရှိနဲ့စောင့်နေကြတော့သူကကိုကျွန်တော်နောက်ရက်တယ် 啊，你辛苦屁吧？就，我那 A 上边还变样喏。 ငါမပြန်ချင်သေးဘူးပြန်ချင်တဲ့ဘာသာနေရလည်းပြန် 对吧？你们变进来没变了喏？ ဟဲ့ပါငါတို့လည်းဒီလိုပဲဒါကြီးရှိဘူးမရမရ 好嘞。 ငါမနိုင်ဘူးနော် 对吧？他你也出来是对吧？啱嘛你，你不得的，乜嘢嘢也是啊。你唔撇 baby 鬧埋嘛？啱嘛你用你只氣肉啊！啊你你不得的乜嘢嘢阿龍，阿姑老爹打咪啦吧？哦，識唔識話你咯？ ပါ你ငါအဲ့ဒီချစ်တာလား 你不都表來着你啦？係人知道。ဒါလေအခုစတူဒီယိုဖွင့်ထားရည်လား ဟုတ်လား အဲ့ဒီမှာလေနင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေအများကြီးကလုပ်ထားတယ်။အဲ့ဒါကိုပြမယ်။လိုက်ခဲ့မလား နေခဲ့မယ် ။ချုပ်။ဒါငါရဲ့စတူဒီယိုကြီးလေ။လာတယ်မလား ဟာလေကော ။လာ။နင်းကဟိုမှာပြနေရှိ။ဒါတွေအားလုံးကအိုင်ဒီယာနဲ့ပဲအကုန်လုံးထားတာ တောင်းနေတာနော် ။ချုပ်။နေရာလေးကိုကြည့်ရ။ဒါပဲနေရာလေးနဲ့မှတ်မိလား။ဒါငါတို့ကြည့်လို့ဆိုတော့မကြည့်ရနေရလေ ပါရတာနော်ချစ်ရဘူး နေလေဒီပန်းကြံတော့မှနေရှုခိုးပေါက်တာလေဓမ္မမိလားအမနည်းနည်းပတ်သက်တဲ့အမှုတရားညာရှိပြီပြ ပါရတာအဲ့ဒါချစ်တာမနေလို့လေ ဒီကြိုက်နေလား ရမ်းတိုက်ချစ် ဟိုင် ပါရတာ ချုပ်ပန်းမိလေးဟာနေရကြိုက်လို့ဆိုပြီးတော့အဆွေမှာတင်ချလေးဒီဇိုင်းဆွဲလုပ်ထားတာဟာ ဒီရမ်းလာလေ ချုပ်ဒီလိုရချစ်တယ်ဟာ ဟာညီမလည်းတော့ချစ်တယ် ချစ်တာကွာ
ဟာဒီငါနဲ့ပတ်သက်တဲ့အမှတ်တရလေးကိုဒီစာလေးထဲမှာ romantic ဆန်အောင်ထားလိုက်ဆိုတော့ sentiment တွေကလည်း romantic ဆန်ပါဘူးနော်ဘာလဲရင် ကိုတာကြီး ဟဲ